အညာကိုမလာခြင်းပါနဲ့မခင်လင်းငယ်စကားခက်ဝဲဝဲနဲ့ပလီပလာပြောတတ်တဲ့မြို့ကြီးသူမိမချော်လေးအကြောင်းတွေးနေမိရင်မထင်မပဲဖုံးတကောဝင်လာခဲ့တယ်မခင်လင်းငယ်ပေါ့ဗျာအညာကိုပြန်လာခြင်းနဲ့တဲ့အညာဟာကဘာမှာလူမသိနိုင်တဲ့ဒေသတစ်ခုပါအညာကိုကဘာကလူတွေလာမယ်ဆိုရင်ချာလီချပရင်နဲ့မစ္စတာဘီကိုပဲလာစီခြင်းမိတယ်အညာကမျက်ရည်စားတွေတခဏဖြစ်ဖြစ်ငြိမ်သက်သွားစေအောင်ပေါ့မခင်လင်းငယ်မှတ်မိလားအယူမလေးလို့အခေါ်ခံရရင်သဘောကျပါတယ်ဆိုပြီးခေါင်းပေါ်မှာဝေခဲ့တဲ့စက္ကူပန်းတွေကျွန်တော်တို့စာသင်ကျောင်းမှာအကျွေစောခဲ့ရပြီးမခင်လင်းငယ်အစစ်အယိုးဖူးရန်လေးကိုလဲမှာတီကုန်းခဲ့စဉ်ကကြာလီတွေပွင့်နေရေကန်ထဲမှာရေမရှိတော့ဘူးမခင်လင်းငယ်အညာသားကြီးတွေအညာသူမကြီးတွေပါးပြင်ထက်မှာမြစ်ချောင်းလေးတွေအဖြစ်စီးဆင်းနေရတယ်လေခြံဝင်းရဲ့တောင်အစွန်းလေးမှာမြေသားတွေကိုတူးဆွနေရင်ဘာလုပ်နေတာလဲငါသားဆိုတဲ့အတန်ကြောင့်လှဲ့ကြည့်မှာစကားခက်ဝဲဝဲနဲ့တိုင်းရင်းသူဒေါ်ကြီးတယောက်ထင်ပါရဲ့ဘုံခိုချင်းတူးနေတာပါဆိုတော့တခစ်ခစ်ရဲပြီးမှတမိသားစုလုံးစက်အောင်ဒူးတဲ့ကျွန်တော်ဘာပြန်ပြောရမလဲအာနာရှင်ရဲ့ရုံမှမှုကိုသူတို့သိရှိပြီးသားပဲလေမခင်လင်းငယ်နဲ့အတူစူတောင်းဝတ်ပြုတ်တဲ့ရွာဦးကဝစ်ကျွေးကျွေစီရီလေးလဲဝစ်ကျွေးတွေကြံနေသေးတယ်ထင်ပါကြည်ရဘလဘွားနဲ့ပါပဲမခင်လင်းငယ်အလားတပ်ပုံရိုက်ခဲ့တဲ့စပားကင်းတွေလေဝင်းမြင်တွေဟာစစ်တလင်းဖြစ်နေချိန်မှာအညာကိုပြန်မလာခြင်းပါနဲ့မခင်လင်းငယ်လွယ်ဦးလာပြီ